ရန်သူတွေဆေးလွတ်လိုက်တဲ့လောက်ကျန်တက်ဖြတ်သူရဲ့အနေရကနေကာကွယ်ဖို့အတွက်စစ်ဗိုလ်ချုပ်ကြီးဟာ3ရက်နဲ့3ရက်တိုင်အိပ်ပျော်ခြင်းမရှိခဲ့ပါဘူး။ဘာကြောင့်လဲဆိုတော့နောက်တစ်နေ့မှာစစ်တပ်ကမြို့ကိုတိုက်ခိုက်တော့မှဖြစ်တယ်လို့ဘာမှတော့တဆမှုမှလည်းအဖြစ်မခံနိုင်လို့ပါပဲ။သူဟာဓာတ်ကိုကင်ပြီးတော့တောင်းအိတ်ဆက်ခဲ့ပါတယ်။ဒါပေမဲ့ရန်သူစစ်တပ်ကဆေးလွတ်လိုက်တဲ့အမျိုးသမီးလောက်ကျန်သူဟာကုတင်အောက်မှာပုံအောင်နေတာကိုတော့စစ်ဗိုလ်ချုပ်ကြီးမသိရှိခဲ့ပါဘူး။စစ်ဗိုလ်ချုပ်ကြီးသတိလက်လွတ်ဖြစ်ပြီးအိပ်ပျော်ခါနီးချိန်မှာပဲကုတင်အောက်မှာပုံနေတဲ့အမျိုးသမီးကသူ့ကိုဓာတ်နဲ့တိုက်ရိုက်ထိုးလိုက်ပါတယ်။စစ်ဗိုလ်ချုပ်ကြီးဟာအာကောင်ရင်းကနေသွေးတွေအန်ထွက်လာပေမဲ့လည်းပြင်းထန်တဲ့နာကျင်မှုကိုအောင်ဤသိခံပြီးဘာတန်မှထွက်မလာအောင်ထိန်းထားခဲ့ပါတယ်။အဲ့ဒီနောက်ဘေးနားမှာရှိတဲ့ဓာတ်ရှည်ကြီးကိုလန့်ကင်ပြီးဖြည်းဖြည်းချင်းဆွဲထုတ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာအမျိုးသမီးလောက်ကျန်သူဟာကုတင်အောက်မှာပုံနေအောင်ပဲဆိုတာကိုသူကောင်းကောင်းသိနေလို့ပါပဲ။အမျိုးသမီးလောက်ကျန်သူအနေနဲ့စစ်ဗိုလ်ချုပ်ကြီးကိုမိမိဓာတ်ချက်ထိမှန်သွားရဲ့လားဆိုတာဝေခွဲမရဖြစ်နေတဲ့နောက်တစ်စက္ကန့်မှာပဲစစ်ဗိုလ်ချုပ်ကြီးဟာသူ့ရဲ့ဓာတ်ရှည်ကြီးကိုအမြန်ဆွဲထုတ်ပြီးကုတင်အောက်ခြေစီကိုထိုးချလိုက်ပါတယ်။အချိန်ခဏလေးတွင်းမှာပဲကုတင်အောက်ကအမျိုးသမီးဟာဓာတ်ရှည်ကြီးနဲ့အထိုးခံလိုက်ရပါတယ်။ရုတ်တရက်ခံစားလိုက်ရတဲ့နာကျင်မှုကြောင့်သူမလဲသွေးတွေအန်ထွက်သွားခဲ့ပါတယ်။အမျိုးသမီးလောက်ကျန်သူဟာဓာတ်မြောင်ကိုပြန်ဆွဲထုတ်ပြီးနောက်ထပ်တစ်ချက်ထပ်ထိုးဖို့ကြိုးစားခဲ့ပေမဲ့မထင်မှတ်ထားပဲစစ်ဗိုလ်ချုပ်အုပ်ကြီးကဓာတ်သွားကိုအမိရဖမ်းချုပ်ထားလိုက်ပါတယ်။အမျိုးသမီးကဘလို့ရဲ့ရုန်းကန်ပါစေအလားကားဖြစ်သွားခဲ့ရပါတယ်။နောက်ဆုံးမှာတော့အဲ့ဒီအမျိုးသမီးဟာမိမိရဲ့လောက်ကျန်မှုအောင်မြင်လားမအောင်မြင်ဘူးလားဆိုတာကိုတောင်မသိရှိတဲ့တည်ဆုံးသွားခဲ့ရပါတယ်။နောက်တစ်နေ့မှာတော့စစ်တပ်နှစ်ခုဟာတစ်ဖက်နဲ့တစ်ဖက်ရင်ဆိုင်တွေ့ကြတဲ့အခါအမျိုးသမီးတစ်ယောက်ကစစ်မြေပြင်ထဲကိုပြေးဝင်လာပြီးစစ်ဗိုလ်ချုပ်ကြီးတည်ဆုံးသွားပြီဖြစ်ကြောင်းကြေညာခဲ့ပါတယ်။အဲ့ဒီအခြေအနေကိုသိရှိသွားကြတဲ့အခါမှာတော့နှစ်ဖက်စလုံးကစစ်သားတွေဟာသူတို့ရဲ့လက်နက်တွေကိုချက်ချင်းချထားလိုက်ကြပြီးစစ်ပြေးငိမ့်ဖို့သဘောတူညီခဲ့ကြပါတော့တယ်။